ဒီကောင်လေးကရေတွင်းပြတ်ထဲကိုပေါက်စီတစ်လုံးပစ်ချလိုက်တယ်နောက်တစ်စက္ကန့်မှာပဲရှေ့ခစ်ကအမျိုးသမီးစစ်သူကြီးတယောက်ရဲ့ခေါင်းကိုကွက်တိသွားမှန်ခဲ့တယ်အားလုံးကလှုပ်ကြံသူတိုက်ခိုက်တဲ့အောက်မေ့ပေမဲ့တေချာကြည့်လိုက်တော့ပေါက်စီဖြူကြီးဖြစ်နေခဲ့တယ်သူတို့တွေဘိုင်းမဝခဲ့ကြတာကြာပြီဖြစ်လို့ဒီလောက်ကြီးတဲ့ပေါက်စီကိုမြင်ပြီးမျက်စိမားတယ်ထင်နေခဲ့တယ်ဒါပေမဲ့စစ်သူကြီးကတော့ဒါနတ်ဖျားပေးတဲ့လက်ဆောင်လို့ပြောပြီးရေတွင်းထဲကိုကျေးဇူးတင်စာရေးထည့်လိုက်တယ်စာမီးရှိုးတဲ့ပြာတွေကကောင်လေးမျက်နှာကိုလာဆင်ခဲ့တယ်ကောင်လေးလဲဒေါသထွက်ပြီးရေပိုက်နဲ့ရေတွင်းနဲ့ရေတွေအကုန်ရှမ်းအောင်ထည့်လိုက်တယ်ငါ့ကိုလာကစားချင်တာလားဒီတွင်းပြက်ကဘလောက်ခံမလဲကြည့်ကြသေးတာပေါ့စစ်သူကြီးဒဏ်ရာပြင်းထန်တဲ့လူတွေကိုရေနောက်ဆုံးတအိုးပေးလိုက်ပြီးကျွန်တော်တို့ဘလောက်ထက်တောင့်ခံနိုင်ဦးမလဲရေလမ်းကြောင်းလဲပိတ်ဆို့ခံထားရပြီးဒီတွင်းဟောင်းကလည်းခန်းချောင်းနေပြီးကျွန်တော်တို့ဖောက်ထွက်တဲ့စစ်သူကြီးဘဲကိုဖောက်ထွက်မှာလဲနေဝင်တကားဝါရဲ့နောက်ွယ်မှာပြည်သူ3သိန်းရှိတယ်ငါ့ကိုစုတ်ခွာစေချင်တာလားဒါပေမဲ့မနှက်ဖြန်နေထွက်တာနဲ့လူတွေရင်ငက်တေကုန်တော့မယ်စစ်သူကြီးအမိတ်ထုတ်လိုက်စစ်မြင်းတွေကိုတက်ပြီးသူတို့သွေးကိုတောက်ကြဒီနေ့အားလုံးတေးရမယ်ဆိုရင်တော့ငါတို့ချစ်တလန်းမှနောက်မဆုတ်ဘူးအဲ့ဒါဘာတန်လဲရေတွင်းထဲမှာလှုပ်ရှားမှုရှိနေတဲ့ရေတွေပဲဖျားရေငါတို့လွတ်မြောက်ပြီးချိုလိုက်တာအရန်ချိုတာပဲဒီလောက်ရေအများကြီးကရိုးရိုးမြေအောက်ရေမဖြစ်နိုင်ဘူးတော်ပြီဆက်ထက်ရင်အေယာကော်မတီကလာပြောလိုက်မယ်ဟဲ့ပြည့်ပြီလားအောက်ကအတန်ပြန်လာသေးလားစစ်သူကြီးရေတွင်းထဲကနေလူတယောက်စကားပြောနေတဲ့နတ်ဖျားပဲနဂါမင်းကနတ်ရည်စင်ပေးတနာတာနေမှာအခုကိုထင်ပြနေတယ်ရေတွင်းအောက်ကဘယ်နတ်ဖျားလဲခင်ဗျာကျမကတော့နေဝင်တကားဝကိုစောက်ရှောက်တဲ့ချူရန်ပါရေပေးတဲ့အတွက်တစ်မျိုးလုံးကိုစားကျေးဇူးတင်ပါတယ်ဘာကြီးနေဝင်တကားဝစောက်ရှောက်သူဟုတ်လားဟဲ့အောက်ကလူတွေငါပြောတာကြားရလားဘာနတ်ဖျားလဲငါကဒီချန်ပိုင်ရှင်ချက်ပါမင်းတို့ကဘသူတွေလဲချန်ပိုင်ရှင်လားအိမ်နဲ့ရေတွင်းကိုစိုးပိုင်တဲ့နတ်မင်းကြီးပေါ်နတ်မင်းကြီးကိုသတင်းပို့ပါတယ်ကျမချူရန်ကမြောက်ပိုင်းနယ်ဆက်စစ်သူကြီးပါအခုရန်သူတွေဝိုင်းထားလို့ပိတ်မိနေတာပါအခုလိုအသက်ကယ်ပေးလို့ကျေးဇူးတင်ပါတယ်ဟင်းရှေ့ခေတ်မြောက်ပိုင်းနယ်ဆက်ဟုတ်လားဒီရေတွင်းကအချိန်ခီးသွားတကားပေါက်ကြီးလားဟဲ့ငါပစ္စည်းတစ်ခုချပေးလိုက်မယ်ကောက်ကြည့်လိုက်ဦးနတ်မင်းကြီးဒါကဘာလဲဟင်ရမ်းပေါ်တာပဲဘလို့နတ်ဖျားတတူနဲ့လှုပ်ထားတာလဲပေါ်ပြီးချောမွေးနေတာပဲဒီခွက်ကိုမြင်ရတာငါ့ကိုစုတ်တန်နဲ့မင်းကြီးယူခဲ့ပေးနတ်မင်းကြီးကျမရဲ့စာကိုဒီမော်ခွက်ထဲထည့်လိုက်ပါပြီစစ်သူကြီးချူရန်မော်ခွက်တဲ့ဟာရှေ့ခေတ်နဲ့တကယ်ချိတ်ဆက်နေတာပဲငါ့ကိုနတ်မင်းကြီးလို့မခေါ်ပါနဲ့ငါနာမည်ကဂျက်လို့ခေါ်တယ်ထက်ချပေးလိုက်ပြီးနော်ခန်းလိုက်ဦးစစ်သူကြီးနတ်ဖျားကနောက်ထပ်လက်ဆောင်တစ်ခုပေးပြန်ပြီးဒါပေမဲ့ဒါကဘာလဲအရန်နူးညံ့တာပဲဒါကပေါင်မုတ်လေးနတ်မင်းကြီးချက်ကမင်းတို့ဘာလို့သေးလဲရန်သူဘလောက်ရှိလဲမေးနေတယ်စစ်သူကြီးနတ်မင်းကြီးကငါတို့ကိုအကုန်ကယ်တင်တော့မှာပဲနတ်မင်းကြီးချက်ကျမတို့ကိုစားနေရိတ်ခါပေးပြီးအခက်ခဲတွေဖြည့်ရှင်းပေးနိုင်ရင်တမိုင်းတစ်လျှောက်လုံးအမြဲကိုးကွယ်ပါမယ်ဟိုးဒီအပြန်လန်ကတန်လာကြီးလားတောင့်ခံထားဦးစစ်သူကြီးစားစရာပြက်နေတာမလားခဏဆောင်အားလုံးဘိုက်ဝစေရမယ်စစ်ဖြစ်နေတာပေါ့လေဒီနေ့ခေတ်သစ်စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးအင်အားကိုပြပေးရမယ်ဟေ့ညီလေးဘာတွေအများကြီးဝင်မလို့လဲကျွန်တော်ဆန်အိတ်300နဲ့ဟင်းချက်စီပြပါ200အခုချက်ချင်းတင်ပေးပါဈေးမစစ်တော့ဘူးချက်ချင်းတည်လို့ရတာလိုချင်တာအနားမှာပေါက်စီအကြီးစားလုပ်တဲ့နေရာရှိလားပေါက်စီအလုံး2000ပူပူလေးလိုချင်တယ်ပေါက်စီအလုံး2000ဟုတ်လားညီလေးကရွာလုံးကျွတ်ကျွေးမလို့လားကျွန်တော်ဘာလို့အရေးမကြီးပါဘူးရှိလားမရှိဘူးလားပဲပြောပါရှိတယ်ဘေးနားမှာစက်ယုံကြီးရှိတယ်အလုံး2000အစင်သစ်ရှိတယ်နိုင်ဝက်အတွင်းပို့ပေးမယ်ကောင်းပြီအသားဘူးတွေဝက်သားစီတုပ်ဘူးတွေအမဲသားဘူးတွေကြာရှည်ခံပြီးဖွင့်ယုံနဲ့စားလို့ရတာအကုန်ပေးဘူး1000လိုချင်တဲ့ဆန်အိတ်တွေကိုတော့အိတ်1000ကနေစိုက်ယူမယ်ညီလေးမင်းဘုံကိုကျင်းဆောက်နေတာလားဒီလောက်ပစ္စည်းများကြီးကကားကြီးအများကြီးလိုလိမ့်မယ်ကားကိစ္စခမားပဲစီစဉ်လိုက်ပတ်စံကပြဿနာမဟုတ်ဘူးကျွန်တော်အိမ်ကိုအမြန်ဆုံးပို့ပေးဖို့ပဲလိုတာတနာရီအတွင်းရောက်ရင်ပိုစုကြီး2000ပို့ပေးမယ်အပိုစုကြီး2000ဟုတ်လားရပြီတနာရီအတွင်းအိမ်ရောက်အာမခံတဲ့အားလုံးပဲရက်မနေနဲ့ကားပေါ်ပစ္စည်းတွေမြန်မြန်တင်ကြစမ်းစစ်သူကြီးနတ်မင်းကြီးကတကယ်စားစရာတွေပေးမှာလားနတ်မင်းကြီးချက်ကအသက်ကယ်ရေးစင်အောင်ပေးနိုင်တာငါတို့ကိုညမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့လူက3000ရှိတာနတ်ဖျားဆိုရင်တော့လူ3000စာရိတ်ခါကိုဖန်တီးဖို့တက်ကိုးတွေအများကြီးကုန်မှာပေါ့တော်ဆန်းနတ်မင်းကြီးကိုတန်တရားမဝင်တဲ့အမိတ်ထုတ်လိုက်စစ်တပ်တစ်ခုလုံးတန်းစီပြီးရေတွင်းပေးမှာငြိမ်ငြိမ်လေးစောင့်နေကြဘသူမှစူညံတန်မထွက်စေနဲ့ဟုတ်ကဲ့တခုခုကြလာဒါပေမဲ့စစ်သူကြီးကျွန်တော်တို့လူက3000ရှိတာနတ်ဖျားဆိုရင်တော့လူ3000စာရိတ်ခါကိုအလူကြီးဖန်တီးဖို့တက်ကိုးတွေအများကြီးကုန်မှာပေါ့ရှောက်မပြောနဲ့နတ်မင်းကြီးကိုတန်တရားမဝင်စမ်းနဲ့အမိတ်ထုတ်လိုက်စစ်တပ်တစ်ခုလုံးတန်းစီပြီးရေတွင်းပေးမှာငြိမ်ငြိမ်လေးစောင့်ကြနတ်မင်းကြီးရဲ့ကောင်းကြီးကိုစောင့်ကြစမ်းဘသူမှစူညံတန်မထွက်စေနဲ့ဟုတ်ကဲ့တခုခုလှုပ်ရှားလာပြီးတကယ်ပဲလှုပ်ရှားမှုရှိနေပြီအစင်သစ်ပြင်ထားကြနောက်တောင်ပေါ်လာတဲ့ဟောက်ကျိုးလဲဒီလောက်အလေးချိန်ရှိတဲ့ပစ္စည်းကိုတည်ထားတာတောင်ပြတ်မသွားဘူးစစ်သူကြီးဒီလို4000စတူရန်တစ်တာတွေထဲမှာပါတာတွေကနတ်မင်းကြီးကပေးလိုက်တဲ့ရိတ်ခါတွေလားခင်ဗျာပိုက်ကုံကိုဖြုတ်လိုက်စစ်သူကြီးချူရန်အရေးပေါ်ရိတ်ခါပထမအတုပ်ပို့ပေးလိုက်ပြီးတော့အရင်ဆုံးညီကိုတွေကိုဘိုက်ဝအောင်ကျွေးပြီးခွန်အားပြန်ဖြည့်ခိုင်းလိုက်ဦးစံတွေကတော့နောက်မှကြံသေးတယ်မြန်ဖွင့်ကြစမ်းအမြန်ဖွင့်လိုက်တော့
ပူပူနွေးနွေးကြီးဗျာတကယ်ကြီးပူပူနွေးနွေးလေးပဲငါတို့နတ်မင်းကြီးရဲ့ကောင်းချီးကိုခံစားလိုက်ရပြီကြောက်မနေကြနဲ့စစ်သူကြီးစော်လင်းချက်ချင်းပဲလူတွေခေါ်ပြီးပေါက်စီတွေတွားဝေလိုက်တော့တယောက်ကိုနှလုံးစီအရင်ဝေပေးလိုက်အမိတ်တိုင်းမှာစစ်သူကြီးနေဦးဒီမော်ဘူးတွေလည်းရှိသေးတယ်စစ်သူကြီးဒါကငကားသားလားခင်ဗျာဒါကနတ်မင်းကြီးချီးမြှင့်လိုက်တဲ့နတ်တုတ်တာသားတွေပဲစာထဲမှာရေးထားတာတော့ဒီတန်ဘူးတွေကအသားတွေကိုချက်ချင်းဖွင့်စားလို့ရတယ်တဲ့မင်းအရင်တလုံးညှိကြည့်လိုက်ဦးကျွန်တော်မျိုးမစားဝင်ရဲပါဘူးစစ်သူကြီးဒါကနတ်မင်းကြီးကစစ်သူကြီးကိုတီးတန့်ချီးမြှင့်ထားတာပါဒါကနတ်မင်းကြီးကတစ်တက်လုံးကစစ်တီတော်တွေကိုချီးမြှင့်လိုက်တာပဲစားဆိုရင်စားလိုက်ကြစမ်းဒါကစစ်အမိန့်ပဲအမိန့်တိုင်းပါပဲဗျာအရသာရှိလိုက်တာတကယ်ကောင်းတာပဲဗျာအရသာရှိလိုက်တာစစ်သူကြီးဒါကကျွန်တော်တို့အသက်ကိုကယ်တင်တဲ့အသားတွေပဲဗျာစစ်တီတော်တို့ဒါတွေအကုန်လုံးကနတ်မင်းကြီးကငါတို့ကိုပေးသနာထားတာတွေပဲဒီနေ့တစ်သက်လုံးစိတ်ကြိုက်တာစားကြစမ်းမနှက်ဖြန်ရန်သူတွေသာလာရဲရင်သူတို့ကိုအရှင်မပြန်လွတ်ပဲအပြက်ရှင်းပစ်မယ်သူတို့ကိုအပြက်ရှင်းပစ်ကြစမ်းကျေးဇူးတင်ပါတယ်နတ်မင်းကြီးဒီမုတ်အနှစ်ကဘာလို့ဒီလောက်တောင်နူးညံ့နေရတာလဲလေချောင်းနဲ့တီးတာမျိုးလဲလုံးဝမရှိဘူးဟင်းမပါရင်တော့10လုံးလောက်ကိုအသာလေးစားနိုင်တယ်ပေါက်စီကြီးပဲမစားနဲ့လေဒီနဲ့တုတ်တာသားဘူးတွေကအရည်လေးနဲ့တူစားဦးငါအသက်40ရှိနေပြီဒီနေ့စစ်တပ်ထဲမှာတရားမယ်ဆိုရင်တော့တန်လာပါပြီဗျာဒီလိုနတ်ဖရားရဲ့လက်ဆောင်တွေကိုစားပြီးပြီဆိုမှတော့ရန်သူတွေကိုအကုန်အမြင့်ပြတ်တုတ်တင်ပြရမယ်အကုန်အပြက်ရှင်းပြရမယ်အဲ့ဒီရိုင်းဆိုင်တဲ့ရန်သူတွေကိုဟုတ်တယ်အဲ့ဒီရေတွင်းအိုကြီးရဲ့အပေါ်တက်တက်မှာပဲစင်ကိုစောက်လိုက်ကျိုးဆွဲတဲ့ဘီလုံးကိုတော့နည်းနည်းနောက်ကျမှတက်ဆင်လိုက်မယ်အလေးချိန်ပေါင်200ကျော်ထိတေချာပေါက်ခံနိုင်ရှိဖို့လိုတယ်စောကပိုးလိုက်တဲ့တန်ဘူး1000နဲ့ပေါက်စီ2000ကတော့သူတို့တဝက်တစ်ပြက်ပဲဘိုင်ဝအောင်မှာစစ်တိုက်တယ်ဆိုတာကာဘိုဟိုက်ဒရိတ်ပါတဲ့အစားအစာတွေမှာအားရှိမှလေဝေးအောက်ကစစ်သူကြီးစိုးဝင်းကြားရလာပြုတ်နတ်မင်းကြီးကျမမိမပြူချူရတနာပါစစ်တီတော်3000နဲ့အတူရေတွင်းအောက်မှာအမိန့်ကိုစောင့်ဆိုင်နေပါတယ်ရှင်နတ်မင်းကြီးရဲ့ကြီးမားလာတဲ့ကျေးဇူးတရားကိုကျမတို့ရဲမက်တွေဘယ်တော့မှမေ့မှာမဟုတ်ပါဘူးစားလို့အဆင်ပြေရင်ရပါပြီဒဲအိုးကြီးတွေနဲ့တစ်သားပုံးတွေကိုအဆင်သင့်ပြင်ထားကြတော့အဓိကရိတ်ခါတွေအခုပဲထက်လာတော့မယ်ရေတွင်းဝါရဲ့အောက်တဲ့ကနေဖယ်နေကြအောင်နော်ဆန်တွေချပေးဖို့ပြင်နေပြီဆန်ဆိုတာဘာကြီးလဲဆန်ဆိုတာဒါရီလားစစ်သူကြီးဒီလောက်များပြားလာတဲ့ဆန်အိတ်ကြီးတွေကို3ရက်တင်မကဘူး3လစားရင်တော့ကုန်နိုင်မှာမဟုတ်ဘူးဗျမဟာရှားဟော်နိုင်ငံမြောက်ပိုင်းနယ်ခြားဆောင်စစ်သူကြီးချူရတနာပါတမျိုးလုံးမှာရှိတဲ့အရက်သူအရက်သားတွေနဲ့စစ်တီတော်3000ကိုစားနတ်မင်းကြီးကိုဥချကြောပါတယ်ရှင်တည်၍နတ်မင်းကြီးဘက်ကအလိုရှိတာပဲဖြစ်ဖြစ်ခိုင်းစရာပဲဖြစ်ဖြစ်ရှိရင်ကျမချူရတနာဓာတ်တောင်ကိုကြော်လို့မိပင်လေကိုဖျက်ပြီးအသက်ပါပေးရဲပါတယ်နတ်မင်းကြီးကဲပါအယိုအသေးပေးမနေနဲ့တော့ဆန်တွေကိုအများဆုံးတင်ဆက်ပြီးမိမွေးပြီးထမင်းချက်ကြတော့ဘိုင်းဝဝလင်းလင်းစားတော့ပြီးမှအလုပ်လုပ်ဖို့အားရင်ရှိမှာပေါ့အမိန့်တော်အတိုင်းပါနတ်မင်းကြီးဒူးစစ်သူကြီးရှိပါတယ်စစ်သူကြီးရိတ်ခါချက်တက်ကိုချက်ချင်းအမိန့်ပေးလိုက်ဒဲအိုးကြီးအလုံး30ကိုအမြန်ဆုံးပြင်ဆင်ပြီးနတ်မင်းကြီးပေးသနာထားတဲ့ရေစင်တဲ့ဆန်တွေကိုချက်ပြုတ်ခိုင်းလိုက်ပါဒီညတော့တစ်တက်လုံးနတ်မင်းကြီးရဲ့ဆန်တွေကိုဝဝလင်းလင်းသုံးဆောင်ကြမယ်အမိန့်တိုင်းပါစစ်သူကြီးထမင်းတွေချက်ပါပြီဗျာရဲမက်တွေရဲ့အခြေအနေဘယ်လိုရှိလဲစစ်သူကြီးကိုသတင်းပို့ပါတယ်ညီကိုတွေအားလုံးဘိုက်ဝသွားကြပါပြီအခုဆိုရင်တယောက်ချင်းစီကအားအင်တွေပြည့်ပြိုးနေပြီးအခုချက်ချင်းပဲမြို့ပြင်ထွက်ပြီးအသက်နဲ့လဲပြီးတိုက်ပွဲဝင်ကျင်နေကြပါတယ်ရိတ်ခါတွေရှိလာပြီဆိုပေမဲ့ငါတို့ရဲ့လူအင်အားနှဲပါတဲ့အားနည်းချက်ကတော့ပြောင်းလဲသွားမှာမဟုတ်သေးဘူးအကယ်၍ရိုင်းဆိုင်တဲ့ရန်သူစစ်တပ်ကသာအင်တိုက်အားတိုက်ထိုးစစ်ဆင်လာရင်ငါတို့အနေနဲ့သူတို့ရဲ့ရဲမက်9000ရဲ့တိုက်စစ်လိုင်းတွေကိုခုခံနိုင်မှာမဟုတ်ဘူးဟုတ်ပါတယ်3000နဲ့5000ဆိုတာကတကယ်ကိုအင်အားချင်းကွာခြားလုံးပါတယ်ဒီစရေးအခြေအနေကိုနတ်မင်းကြီးစီချက်ချင်းသတင်းပို့ရမယ်နတ်မင်းကြီးကကောင်းကင်တဲ့မြေကြီးကိုတုံခါစေနိုင်တဲ့တက်ကိုအာနုဘော်တွေရှိနေတာကြောင့်ငါတို့တိုက်ပွဲကိုအနိုင်ရမယ့်နီလန်ကောင်းတွေကိုလမ်းညွှန်ပြသပေးနိုင်လိမ့်မယ်